ပွင့်နေပါတယ်ရွှေပန်းကလေးရွှေပန်းအော်လူရရှင်းရမယ်တော်လို့စကားပြန်တော့ Okay ဆရာလေးပါရှိတယ်ဆိုချစ်ရမယ်ချက်ပေးပါလားလို့မရဘူးငယ်ကြားမှာဒီကဘုံမောင်လေးတို့ရဲ့နေလေးလေလို့လုပ်လဲဆိုတော့အားရမှာချက်ရှင်းတယ်နော်တူချမ်းပါနော်ဒီကလည်းဟာနေလို့ရှင်းနေတယ်အမေတို့ကဘယ်နဲ့ရှိလဲတဲ့66မဟုတ်ပါဘူး86ပါအမေစာလေးတော့ရန်လန်းစစန်းလေးတွေတော့ရှိပါတယ်။ဟုတ်လားလေ။လေးဟုတ်ရှုပ်ပန်းလေးတွေလာနော်။အဲ့ပန်းအိုးလေးကိုပင်လေးတွေထပ်ဆိုင်ချတာလား။ပန်းအိုးလေးတွေလက်ဆောင်အရန်ကိုမှဘဲ channel မှာဆိုတော့နားရီပဲ။